ပရီးမီးယားလိဂ်ကိုဖိဖိတုံးစင်းနဲ့အာဆင်နယ်လီမတိုးခံစစ်အားလုံးပဲမင်္ဂလာပါဗျာဘောလုံးစတာချန်နယ်ကနေပြန်လည်ကြိုလိုက်ပါရင်ဒီတစ်ပတ်ပရီးမီးယားလိဂ်ပြိုင်ပွဲတွေပြန်လည်စတင်တဲ့အချိန်မှာဖလားလူပွဲကလည်းချန်ပီယံလောင်းတွေပေါ်ထွက်နိုင်ရေးအကျိတ်အနယ်ဖြစ်နေပါတယ်ချဲလ်ဆီကအစောပိုင်းပွဲစဉ်တွေနဲ့ကစားခဲ့ပြီးနော်တန်ဖော်ရက်ကိုအနိုင်ရရှိခဲ့တယ်လို့မန်ချက်စတာစီးတီးကလည်းစိတ်အုပ်ကြီးဟာလန်ရဲ့သွင်းကိုတွေကြောင့်အေဗာတန်ကိုအနိုင်ရရှိခဲ့ပါတယ်လီဗာပူးကလည်းဒီတစ်ပတ်မန်ချက်စတာယူနိုက်တက်နဲ့အသင်းကြီးချင်းရှင်ပြိုင်ကစားရဖို့ရှိနေတဲ့ကောင်နောက်ကျပွဲကစားခဲ့ရတဲ့အာဆင်နယ်အတွက်ဖူဟန်ကိုမဖြစ်မနေအနိုင်ယူဖို့အတွက်လိုအပ်ခဲ့ပါတယ်ဖူဟန်ကတော့ထုံးစံတိုင်းအာဆင်နယ်ကိုကောင်းကောင်းစိတ်သောကပေးနဲ့ခံကစားနေခဲ့ပါတယ်အာဆင်နယ်တို့ဂိုးရဖို့ရုန်းကန်ခဲ့ရပေမဲ့ထုံးစံတိုင်းဆက်ပြီးသွင်းကိုရရှိခဲ့တာကြောင့်1-0နဲ့နိုင်ရရှိခဲ့ပါတယ်အာဆင်နယ်ကတိုင်းစစ်ပိုင်းအားနည်းနေပေမဲ့ခံစစ်ကတော့လက်ဖျားခါလောက်အောင်ကိုတောက်တင်းနေပါတယ်အာဆင်နယ်ရဲ့လေမတိုးခံစစ်ဟာတရားဒီထက်တရားဒီပိုကောင်းလာနေတာပါတရားဒီမှာအာဆင်နယ်ကပြိုင်ပွဲဆောင်12ပွဲကစားထားမှာပေးကို3ဂိုးတည်းသာရှိပြီးဒီထဲမှာ open play ကနေသွင်းကိုပေးလိုက်တာကတော့တပွဲတည်းရှိခဲ့ပါတယ်အာဆင်နယ်ခံစစ်က clean sheet 10ပွဲထိရယူပြထားပြီးအာဆင်နယ်ဟာဥရောပရဲ့ခံစစ်အကောင်းဆုံးအသင်းဖြစ်ကြောင်းနောက်တရားဒီထပ်ပြီးတော့တက်တည်ပြလိုက်ပြန်ပါတယ်အာဆင်နယ်ဟာနောက်ဆုံးပရီးမီးယားလိဂ်2ပွဲဆက်တိုင်းပြိုင်ပွဲကိုဂိုးဘောတင်အောင်ကန်ခွင့်ပေးမထားဘဲဒီဗစ်ရော်ရာအတွက်တက်တောက်တက်တာဖျက်ဆီးနေစေပါတယ်ဒီလိုမှတ်တမ်းကောင်းမျိုးကိုနောက်ဆုံးရရှိခဲ့တာက2003-2004ဘောလုံးရာသီတုန်းကဒီတော့ကအာဆင်နယ်အသင်းဟာရာသီကုန်မှာပရီးမီးယားလိဂ်ဖလားကြီးကိုကင်မြောက်နိုင်ခဲ့တာကြောင့်ဒီရာသီအတွက်လည်းရင်ကုန်စရာဖြစ်နေပါတယ်ဒီတော့ပြိုင်ပွဲအသင်းတွေအတွက်အာဆင်နယ်ကိုဘယ်လိုအနိုင်ရအောင်ကံမလဲဆိုတာအင်စာမဟုတ်တော့ပဲအာဆင်နယ်ဘက်ကိုဂိုးဘယ်လိုသွင်းရမလဲဆိုတာကအင်စာအသစ်ဖြစ်လာနေပါတယ်ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်